အရန်စံတန်ချိန်1620ကိုမန္တလေးငလင်းတန်းတင်သူများထံခရိုင်မြို့နယ်အလိုက်စနစ်တကျထောက်ပံ့ပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားနိုင်ငံမှလှူဒန်းထားတဲ့အရန်စံတန်ချိန်1620ကိုမန္တလေးငလင်းကြီးတန်းတင်ပြည်သူများထံခရိုင်မြို့နယ်တွေကတဆင့်စနစ်တကျခွဲဝေထောက်ပံ့ပေးသွားမယ်လို့မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ကပြောပါတယ်။ဖေဖော်ဝါရီလ22ရက်ကပြုလုပ်တဲ့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုစံတန်ချိန်1620ပေးရလှူဒန်းပွဲမှာဦးမျိုးအောင်ကအခုလိုပြောကြားလိုက်တာပါ။အာဆီယံအပေါင်း3အရေးပေါ်ဆန်အရန်ရှိတ်ခါအစီအစဉ်3 2025အရကိုရီးယားနိုင်ငံကလှူဒန်းတဲ့စံတန်ချိန်1620ကိုမန္တလေးတိုင်းဒေသကြီးအတွင်းကငလင်ကြီးတန်းခံခဲ့ရတဲ့ပြည်သူတွေကိုထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ကလည်းအာဆီယံအပေါင်း3အရေးပေါ်ဆန်အရန်ရှိတ်ခါစီစဉ်3 2024အရမန္တလေးတိုင်းဒေသကြီးအတွင်းကငလင်ကြီးတန်းတင်ပြည်သူတွေကိုအရန်ဆန်တန်ချိန်1585ထန်းထောက်ပံ့ပေးရခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။